အဲ့ဒါဆိုမတို့ပြန်ပြီဒီစီးတယ်လူငယ်တွေအတွက်တမှုကြောင်ကျွန်တော်တက်ပေးတာနေကူနေတွေ့ကွန်ပျူတာကြီးသုံးလို့ရအောင်ကျွန်တော်တက်ပေးတာအဲ့တော့သူကခန်းတကာတော့ပိတ်တာတယ်ကြောက်ပြီးတော့ပြန်ပေးပေါ့ဟုတ်လားမရောက်ပေးတဲ့လက်တော့ကျွန်တော်ဖွင့်မယ်ကျွန်တော်အချဲလက်ရှိတယ်လော်ကြီးလိုက်ဖွင့်မှာဒီညနေရောက်ဆက်တက်ပြီးဖွင့်ကြည့်လို့တဘုံထားဆိုတာနည်းနည်းတိုးထားလိုက်ပါရှင်းမှာတဘုံထားဆိုတာနင်းဘူးရဆောက်ထဲတော့တော်တော်အတန်ချက်ဆက်နိုင်ပြီမရှိလို့ဆိုပြီးပြဿနာရှာဆက်ဂိမ်းဆိုင်ပါဒါတရားဝင်နေအခုဟိုမှာတောင်တန်းလားကိုလာမို့ဟိုတောင်တန်းလာတဲ့အဲ့ထုံတုံးတိုက်ပွဲကိုစိုးသွမ်းလူငယ်ဆိုပြီးတော့ညောင်းမြောက်ဒါလိုက်ပို့လိုက်တယ်ဝါကိုကဒီနေ့ပြောင်းငါတစ်စာလုံးစားရင်ရောလေးခွန်ရော353ရောဆွဲရောလူခဏပြောခဲ့လေစိုးသွမ်းလူငယ်စိုးသွမ်းနေတာငငတော့အစိုးရနဲ့တာဝန်ရှိသူတွေအဲ့တော့ပေါ်တင်ပြောထားတယ်တရားရေးမှန်နဲ့ရင်းနေတယ်ဟိုမှာဆင်လဲဆင်လဲကြည့်ဆင်ကြတော့မကြည့်ပဲစိတ်ပဲလေပြီးလာတယ်ဖြစ်တယ်အဲ့ရလေးတော့ပြောတာကြည့်တယ်ဟုတ်တယ်ကြားလားโอเคကြားဘောလုံးမှတ်တာထားမှတ်ထားလို့ရတယ်ကြိုးချီရမယ်လူရှိဆင်လဲချီလို့စိတ်ကြီးပဲလွတ်ချီဆင်ကြတော့မလို့ရဲဘူးဒါမှမတရားဟုတ်လို့နော်ကဲကောင်းမယ်အဲ့ဆို